အားလုံးဒီဗီဒီယိုဖိုင်ကိုကြိုးရှိမဲ့ဆိုများများလေးဝိုင်းပြီး share ပေးသေးချင်ပါဘာလို့လဲဆိုတော့အခုဒီကျွန်တော်တို့တွေဘတ်ဖွင့်တော့မယ်ဆိုပြီးတော့ကာလာကိုရောက်လာပြီပေါ့နော်ဘတ်ဖွင့်မယ်ဆိုပြီးကာလာတွေကရောက်လာပြီရောက်နေတဲ့အချိန်မှာ line ပေါ်မှာဆိုရင်ဘိုက်ရိုက်ပေးဖို့လူတွေခေါ်နေကြပြီဘိုက်ရိုက်ပေးဖို့လူတွေခေါ်ဆိုတာကျွန်တော်တို့ထိုင်းနိုင်ငံမှာကျွန်တော်မြန်မာနိုင်ငံသားချင်းချင်းကဘိုက်ရိုက်ပေးလို့မရပါဘူးเนาะဂျားမှာပွဲစားရည်နဲ့ရိုက်တာလည်းအဆင်မပြေပါဘူးအခုဆိုရင်ပြီးခဲ့တဲ့နှစ်ကဆိုဘိုက်ရိုက်လို့လူတွေလင်ငံထိတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေကလည်းနည်းနည်းလေးနာမည်ရှိတယ်ဆယ်လီတွေလူခေါ်တယ်ဒီလူတွေမသေးကြမရရတဲ့လူတွေပါပဲတကယ်ကိုကဘိုက်ရိုက်ချင်တယ်ဆိုရင်သွားပါ9တန်းကုမ္ပဏီတွေတရားဝင်ရှိတယ်နောက်ပြီးရင်တရားဝင်မှတ်ပုံတင်ထားတဲ့9တန်းရုံးတွေကတကယ်လို့လိန်ဝါတယ်ကိုရီကိုဗတ်မရိုက်ပေးဘူးကိုရီရဲ့ပတ်စံသွားပေးရင်တက်တည်နဲ့တကွာပေါ့နော်ပတ်စံကို14နဲ့သွင်းကြပါစ14နဲ့သွင်းရင်သူတို့ရဲ့နာမည်သူတို့ကုမ္ပဏီနာမည်နဲ့ဖြစ်ခဲ့တော့ရှိရင်ကိုရီကိုဗတ်မရိုက်ပေးတဲ့ဟာဖြစ်ခဲ့တော့ရှိရင်ကိုရီကသူတို့ကိုတရားစွဲလို့ရတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံသားချင်းချင်းဗျာဗိုက်ရိုက်ပေးတယ်ဆိုတာကလုံးဝမဖြစ်သင့်ဘူးဒါကတော့ပွဲစားတွေပါလူလိန်ပွဲစားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ line ပေါ်ကပွဲစားတွေကိုယုံမလွယ်နဲ့ဒီလူတွေကတကယ်ဗတ်မရိုက်ပေးဘူးကျွန်တော်တို့လိန်ဝါပြီဆိုရင်လည်းသူတို့နောက်ကိုလိုက်လို့မလွယ်ဘူးအဲ့တော့ထိုင်းအစိုးရကလည်းအခုကျွန်တော်တို့တွေကိုပြောပြတယ်ပေါ့နော်သူတို့တွေကလည်းအကျွေးတောင်းပေးတဲ့ဌာနဆိုင်မဟုတ်ဘူးဘယ်သူမြန်မာနိုင်ငံသားချင်းချင်းဖြစ်တဲ့အတွက်ပေါ့နော်သူတို့တွေဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိတဲ့အတွက်မှတ်ပုံမတင်ထားတဲ့ရုံးလေးဆိုရင်သွားပြီးတော့ဘက်တွေမရိုက်ကြပါနဲ့သူတို့တွေကိုယ်တိုင်ဒါကျွန်တော်တို့ကိုပြောပြတယ်အဲ့အတွက်လည်းကျွန်တော်တို့ line ပေါ်မှာတင်ပေးပါတဲ့တရားမဝင်တဲ့ဘက်ရိုက်လို့လူခေါ်ရင်မသွားကြပါနဲ့ပေါ့နော်တကယ်9တန်းရုံးတွေမှာတကယ်ဘက်ရိုက်ပေးတဲ့မှတ်ပုံတင်ထားတဲ့အစိုးရမှာမှတ်ပုံတင်ထားတဲ့ရုံးတွေဆိုရင်သွားကြပါတကယ်လို့သူတို့တွေကလိန်သွားတယ်ဆိုရင်ကျွန်တော်တို့တွေကပြီးတော့ဒီထိုင်းဆိုရမြို့နယ်ကြံကန်တို့မြို့နယ်စော်ဒီကန်လို့မှာသွားရောက်ပြီးတိုင်ပြီးတော့အမှုတရားလို့ဆွဲလို့ရပါတယ်ဘာလို့သူတို့ကမှတ်ပုံတင်ထားတယ်သူတို့နိုင်ငံမှာပေါ့နော်တရားဝင်တရားဆွဲလို့ရပါတယ်ကျွန်တော်တို့ online တွေမှာလူတွေခေါ်တဲ့ TikTok ပေါ်မှာလူတွေခေါ်တဲ့ဗိုက်ရိုက်ဖို့ဆိုရင်သွားပြီးတော့မလုပ်ကြပါနဲ့လို့ကျွန်တော်အနေနဲ့ဒါတရားဝင်ထုတ်ပြောပြီးပြောပြတယ်တကယ်လို့နောက်ကျရင်လိမ့်နေခံရတယ်ဆိုရင်ကျွန်တော်တို့လာပြီးကူညီတောင်းရင်ကျွန်တော်အနေနဲ့လုပ်ပေးလို့မရပါဘူးเนาะအခုလည်းဒါထိုင်းဆိုရတရားဝင်ကျွန်တော်တို့တွေကိုမြို့နယ်စော်ဒီကန်လို့မြို့နယ်ကြံကန်ရုံးနေရပြီးဒါတရားဝင်ကျွန်တော်တို့တင်ပြခိုင်းလို့ဒါကျွန်တော်တင်ပြခြင်းဖြစ်တယ်ပေါ့နော်ဒါလေးကိုများများလေးသိစေခြင်းဝိုင်း share ပေး